ရဟန်းမပြုလို့မရတာတော့အများကြီးပဲရဟန်းဖြစ်မဖြစ်ကိုမေးရမှာပေါ့နော်ပြုလို့မရတာတော်တော်များပါတယ်စာထဲမှာမဟာဝါထဲမှာရဟန်းမပြုခေါင်းလို့တော်တော်များတယ်ဟို32ယောက်ကတအုပ်စုရှိတယ်နောက်မှာလုံးဝရဟန်းခံလို့မရတာက17ယောက်တအုပ်စုရှိတယ်ဟိုပန်တီပက်ဆန်ပင်စာနန်ဒူတန်ဥဘောပြီးဆိုပြီးတော့အဲ့ဒီ17ယောက်ကလုံးဝရဟန်းခံလို့မရအောင်ပင်စာနန်တတိယကံလွန်ကျူးတဲ့ပုံကိုယ်တွေနော်ပင်စာနန်တတိယလွန်ကျူးတဲ့ပုံကိုယ်တွေကလုံးဝရဟန်းမဖြစ်ဘူးကိုရင်လည်းမဖြစ်ဘူးနော်နောက်ပန်တုတ်တွေဆိုလို့ရှိရင်လည်းကိုရင်လည်းမဖြစ်ဘူးရဟန်းလည်းမဖြစ်ဘူးနော်ခုနဘိက္ခုနီတူတကလို့ခေါ်တယ်ဘိက္ခုနီမကိုဖြည့်ဆည်းတဲ့ပုံကိုယ်တွေဆိုရင်ရဟန်းလည်းမဖြစ်ဘူးကိုရင်လည်းမဖြစ်ဘူးနော်အဲ့တော့ပန်တီပက်ဆန်ဆိုတော့တရိษံတွေပေါ့နော်တရိษံတွေဆိုလည်းဒါငကားလူရောင်ဖယ်ဆိုလို့ရတဲ့ငကားတွေဂလုံးတွေနောက်နက်တွေလည်းပါတယ်နက်တွေလည်းရဟန်းဝတ်လို့မရအောင်ရဟန်းခံလို့မရအောင်ပေါ့နော်ကိုရင်ဝတ်လို့လည်းမရအောင်နော်ပန်ထေဆိုတာကထေရတံဝတကဆိုတာဒီခုနကကိုရင်ပါရာဇိကကိုပြောတာကိုပါကိုသင်္ကန်းကောက်ဝတ်လာတဲ့ပုံကိုယ်တွေကပါရာဇိကကြသွားပြီသာသနာတော်မှာလေနော်အဲ့ဒါကြောင့်ပန်ထေပက်ဆန်ဆိုတော့ဟိုတတိယပက္ကဏကဆိုတာရှိတယ်ယဟန်ဘဝနဲ့တိတ်ခါမချပဲနဲ့ဘာသာပြောင်းသွားတာသူကယဟန်ပဲသူကယဟန်ဘဝနဲ့ဘာသာပြောင်းသွားတာယူနီဖောင်းလည်းပြောင်းတယ်အယူလည်းပြောင်းတယ်ဟိုတိတ်ခါချပြီးခါကြမှာလူထွက်ပြီးခါကြမှာဘာသာပြောင်းသွားတာကသူယဟန်ပြန်ဝတ်လို့ရသေးတယ်တိတ်ခါမချပဲနဲ့သင်္ကန်းဝတ်နဲ့ပဲဘာသာကိုပြောင်းသွားတယ်သူကနော်ဘာသာကြားအဝိစားကိုဝတ်လိုက်တယ်အဲ့ဒီအယူဝါဒကိုသူလက်ခံကျင့်သုံးလိုက်တယ်အဲ့ဒါကြတော့ပါဠိစာပေထဲမှာတိဋ္ဌိယပက္ကဏကခေါ်တယ်အဲ့ဒီပုဂ္ဂိုလ်တွေကသာသနာလုံးဝပြန်လာလို့မရတော့ဘူးနော်တချို့ဘာသာပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေတတိထားစီရပဲဘုန်းကြီးဘွားနဲ့ထိုင်ပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေပေါ့အဲ့တော့အဲ့ဒီပုဂ္ဂိုလ်တွေ17ယောက်ရှိတယ်သူတို့ကတော့ဦးဇင်းတို့ယဟန်လုံးဝခံလို့မရအောင်ယဟန်ခံလို့မရအောင်ကျန်တဲ့ဟိုလက်ပွားတွေလက်တွေအပွားပါတဲ့ပုဂ္ဂိုလ်တွေခြေအပွားပါတဲ့ပုဂ္ဂိုလ်တွေမျက်စိကန်းတဲ့ပုဂ္ဂိုလ်လက်ပြတ်တဲ့ပုဂ္ဂိုလ်ခြေပြတ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဓာတွေကြတော့ဦးဇင်းတို့ယဟန်ခံပေးကိုရင်ဝတ်ပေးလို့ရှိရင်ခံပေးတဲ့ပုဂ္ဂိုလ်တွေမှာဒုက္ခအပဲတက်တယ်ဒါပေမဲ့သူကကိုရင်တော့ဖြစ်တယ်ယဟန်တော့ဖြစ်တယ်မလုပ်ပေးတဲ့ပုဂ္ဂိုလ်တွေမှာတော့အပြစ်ဖြစ်သွားတာပေါ့နော်